နိုင်ငံကျော်တရေစာ၃မျိုးရဲ့အိမ်ချက်နီလန်းမြောင်ထုံးဝမ်ပြည်သူများနေကောင်းကြလားရှင်အာလူးကြဆန်ကက်တလိတ်ဂရင်းပြတ်နေတဲ့နွေရာသီမှာအရသာရှိတဲ့အခုလိုအာလူးကက်တလိတ်အစမ်းလေးကိုပြုလုပ်စားသုံးကြည့်လိုက်ပါအင်အားအပြည့်နဲ့ပျော်ရွှင်တဲ့ခံစားချက်ကိုရရှိစေမှာဖြစ်လို့အလွယ်တကူအခုလိုမျိုးပြုလုပ်စားသုံးနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်အရင်ဆုံးတန့်စင်ပြီးလက်ဆက်တဲ့အာလူးတွေကိုရေဆေးအခွန်နှွားပြီးရင်တော့အခုလိုမျိုးမြုပ်တဲ့အထိရေထည့်ကောင်အာလူးတွေကိုပြုတ်ထားလိုက်ပါအာလူးတွေချက်သွားပြီဆိုတဲ့အခါမှာတော့အားလုံးကိုလုံးနိုင်ဖို့အတွက်အခုလိုမျိုးချိန်ပြီးသွားပြီဆိုရင်ခြေထားတဲ့အာလူးတွေထဲကိုအရသာမှုတ်တွေပျော်ဝင်အောင်ထည့်ရမှာပဲဖြစ်ပါတယ်အရသာမှုတ်တွေအနေနဲ့ကတော့စားအယောင်တင်မှုတ်ငရုတ်ကောင်းနဲ့စက်သားမှုတ်တို့ကိုထည့်ပြီးရင်အားလုံးကိုရောသမမှွေလိုက်ပါနော်ပြီးတော့တဲ့အခါမှာတော့အလုံးလေးတွေတေးချလုံးပြီးသွားရင်သူနဲ့တူရောကြော်ဖို့အတွက်ကြာဆန်အမြင့်ချောင်းတဲ့အတူကော်ရည်လေးတစ်ခုကိုဖန်တီးလိုက်ပါဂျုံမှုတ်ပြောင်းကော်မှုတ်အပြင်ကျွတ်ကျွတ်ရွရွနဲ့အရသာရှိစေဖို့အကြော်မှုတ်လေးလေးထည့်ပြီးရေနဲ့ဖြော်ထားလိုက်ပါရှင်ပြီးတော့ရင်တော့အခုလိုမျိုးပုံသွင်းထားတဲ့အာလူးမုတ်ကိုဖြော်ထားတဲ့အရည်ထဲထည့်ကလူပြီးကြာဆန်6လေးတွေနဲ့ကပ်ပြီးကြော်လိုက်ပါအာလူးအယောင်ပြောင်းသွားပြီးအခုလိုရွှေညွှန်းရောင်ဖြစ်သွားပြီဆိုရင်တော့တိတ်ကိုစားလို့ကောင်းတဲ့အာလူးကြာဆန်ကက်တလိတ်လေးရလာပြီဖြစ်ပါတယ်ခရမ်းချင်သည့် sauce နဲ့အလိုက်ဖက်ဆုံးအရသာရှိတဲ့အစာပြေမုတ်လေးပါပဲရှင်ကြာညို့ထမင်းလိတ်ဂျပန်စတိုးဆိုင်တွေမှာအရသာရှိတဲ့တွိကန်ထမင်းလိတ်လေးကိုရုပ်တံတွေမှာအများနဲ့တွေ့ဖို့ကြမှာပါနော်ဒီနေ့မှာတော့ဗမာမရနိုင်တဲ့အညိုရောင်ကြာညို့ချိုချိုချင်းချင်းထမင်းလိတ်လေးတွေကိုအိမ်မှာလွယ်တကူလှုပ်ရှားနိုင်အောင်ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်အရင်ဆုံးအိမ်မှာရှိတဲ့ထမင်းချမ်းခဲကိုနှမ်းစီလေးအနှဲငယ်ထည့်လိုက်ပါပြီးတဲ့အခါမှာတော့အရသာရှိပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့ထမင်းတစ်လုံးဖြစ်ဖို့အတွက်မုံလာဥနီပြောင်းဘူးနဲ့ဝက်ဥချောင်းရင်းညှိမုံနဲ့နှမ်းစီမယောနစ်နဲ့ cheese အမှုတ်တို့ကိုအခုလိုမျိုးရောထည့်ပြီးသွားပြီဆိုတဲ့အခါမှာအားလုံးကိုတမနေအောင်ရောနေလိုက်ရင်ရပြီဖြစ်ပါတယ်ဒီအတိုင်းစားရင်လည်းရနေပြီဖြစ်ပေမဲ့ပိုပြီးအရသာရှိစေဖို့အတွက်အခုလိုမျိုးလေး cheese နဲ့ထဲအုပ်ကောင်တွိကန်ပုံစံလေးသွင်းပြီးသွားရင်တော့ရင်းညှိလေးနဲ့ပတ်ထားလိုက်ပါနောက်ဆုံးအနေနဲ့ကြာညို့နဲ့ခယူစီဘဲငှက်ပြားရည်အချိုငရုတ်စီနဲ့ပြားရည်တို့ကိုရောမှွေပြီးဖြော်ထားတဲ့အချိုရည်လေးနဲ့အပေါ်ကနေတုပ်ပြီးမိခင်စက်ထဲမှာထည့်ကင်လိုက်ရင်ရပြီဖြစ်ပါတယ်ဒါဆိုရင်တော့နောက်ဆုံးမှာအခုလိုလှပပြီးအရသာလေးရှိတဲ့အညိုရောင်တွိကန်ရင်းညှိထမင်းလေးလေးရလာပြီဖြစ်ပါတယ်အင်ဒိုနီးရှားကျုပ်ဝူကြောင်အင်ဒိုနီးရှားလူမျိုးတွေကြားမှာအရသာရှိပြီးစားလို့ကောင်းတဲ့ကျုပ်ဝူကြောင်တွေများစွာထဲကမှယနေ့မှာတော့အိမ်မှာအလွယ်တကူလိုက်လုံစားနိုင်ပြီးစားလို့လည်းကောင်းတဲ့လမ်းဘေးစာမုတ်တစ်မျိုးဖြစ်တဲ့ကျုပ်ဝူကြောင်မုတ်လုံးနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကျုပ်ဝူတွေကိုဖောက်ထည့်ပြီးရင်ခါကျုပ်နဲ့အတူဂေါ်ဘီရွက်ချက်သွန်မိတ်တို့ကိုပပလှီးထည့်ပြီးအားလုံးကိုအရသာမှုတ်စောင်းငရုတ်ကောင်းမှုတ်တို့နဲ့တေချာလေးနေပြီးသွားတဲ့အခါမှာအခုလိုမျိုးရေခဲကြောင်အိတ်လေးတွေထည့်ပြီးရေနွေးငွေ့နဲ့ကြောက်အောင်ပြုတ်လိုက်ပါနောက်ဆုံးရရှိသွားတဲ့အခါမှာတော့ဒီအတိုင်းစားရင်လည်းရပြီဖြစ်တယ်လို့သူတို့ကိုကျုံနဲ့ထက်နှစ်ပြီးကျွတ်ကျွတ်လေးကြော်စားရင်လည်းကောင်းတဲ့အရာမလို့အခုလိုမျိုးအိမ်မှာအလွယ်တကူအင်ဒိုနီးရှားကျုပ်ဝကြောင်ကြော်လေးကိုလှုပ်ရှားကြည့်လိုက်ပါရှင်လွယ်ကူရိုးရှင်းပြီးစားလို့ကောင်းတဲ့မုတ်လုံးကြီးရဲ့အတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ